လာပါဒီနေ့နာမည်ကဖုတ်ကြည့်ပါဒီနေ့ရုပ်ပြပေးခြင်းအကြောင်းအရာဒီကွန်ပျူတာအခြေခံပါနော်အခြေခံတော့လုံးဝအရန်ကို basic ကြပါတယ်ဘာလို့လဲဆိုတော့ကွန်ပျူတာလုံးဝအခုမှစတွေ့ဘူးပဲတွေပါနော်ဆိုတော့ထားပါတော့လောကအမင်းကွန်ပျူတာကင်တက်ကမယ်ဆိုတဲ့လူတွေဒါလေးတွေသိထားရင်မှတ်ထားလို့ရှိရင်ပို့ပြီးတော့အကျိုးရှိနိုင်အောင်လို့ဒီ course လေးကိုလုပ်တာပေါ့နော်အရင်ကြီးလည်းမများပါဘူးကြည့်ရတဲ့လူတွေအောင်လဲလုံးဝနားမလည်သေးတဲ့လူတွေနားလည်လွယ်အောင်စူးစမ်းပေးထားပါတယ်အဲ့ဒါလေးပြပြချင်တာပါနော်โอเคအရင်အချိန်ဆွဲပဲစလိုက်တယ်ပေါ့နော်โอเคကျွန်တော်တို့ကဒီကွန်ပျူတာအခြေခံလို့ဆိုတာဟာဘယ်လိုလဲဘာကြီးလဲအရင်ကြီးလာပေါ့နော် hardware ရောဒီစက်ပစ္စည်းတွေလာပါလားညာလားအဲ့လိုဒီစိတ်ကြီးကြအောင်လို့ကျွန်တော်တို့ကွန်ပျူတာဆိုတာကဒီအစိတ်ပိုင်းတွေနော် hardware အစိတ်ပိုင်းနဲ့စက်ပစ္စည်းအစိတ်ပိုင်းတွေနဲ့ပြီးဒီ software တွေပေါင်းထားပါအဓိကတော့ Windows ရှိမယ် motherboard ကို run နေတဲ့ software တွေရှိမယ်ဒါဒီဟာလေးဆိုကိုရီးယားမမြင်အောင် Windows သာဆိုရင်ကိုရီးယားမြင်ရတယ်အခုကအဲ့ထက်နည်းနည်းပိုပြီး basic ကြတဲ့အထိုင်သွားရအောင်နော် Okay ခုနပြောတယ်နော်ကွန်ပျူတာဆိုတာက software ဒီ hardware ပေါ့နော် hardware လို့ခေါ်တဲ့ပစ္စည်းတွေ memory တို့ hard disk တို့ဒါပြီးကြားဘူးလေပေါ့နော် power supply ပေါ့နော်ပါဒီ power supply ဆိုတာမိပေးတဲ့ကောင်ပါအဲဒီကိုရဆက်ထဲမှာမိပေးနေတဲ့ရက်စစ်ကို control ပေးရပါအခုက software ပေါ့ software ဆိုတာဒါကဒီ motherboard ကွန်ပျူတာစဖွင့်တဲ့အချိန်မှာဒီ motherboard ဆို mainboard ပေါ်ကဒီစနစ်လေးပေါ့နော်အကောင်စတယ်စပြီးတော့ run တာဒီအဲ့ဒါလဲ software နဲ့ run တာပဲဟုတ်ပြီနော်အဲ့ကနေပြီးတက်လာပြီး windows ကြီးပေါ်လာတယ် login ဝင်ပြီးသုံးကြတယ်ဒါလည်းအတူတူပဲ software ပဲပေါ့နော် okay ဒီမှာကွန်ပျူတာဆိုတာ hardware လုပ်ရတဲ့ပေါ့နော်ကွန်ပျူတာ hardware ဆိုတာကဒီလုပ်ငန်းတွေလုပ်ဆောင်နေတာအတူတူပါလုပ်တယ်အရင်ကစိတ်ပိုင်းတွေဆိုတော့ပါတယ်ဟုတ်ပြီနော်အဓိကကပါလဲဆိုဒီကောင်ပြောချင်တာကကျွန်တော်တို့ကဒီ basic ပိုင်းတွေပြောလုပ်တယ်ဆိုတာအပေါ်ရန်နောက်တည်ကိုအဆင်ပြေပါတယ်ဟုတ်ပြီနော်ဒီမှာအဓိကပါတာပေါ့နော်ဒါကလည်းဟိုကျွန်တော်တို့2000ခုနှစ်ဝန်းကျင်တွေကတင်တဲ့အတိုင်းပဲသူက CPU RAM memory နော် storage အခုဆိုရင် SSD နဲ့ HDD ဆိုပြီးပါလာတယ်နော်ဒီ motherboard ဒါတွေကဒီအဓိကကွန်ပျူတာလုံးလုပ်ပြီးနေတဲ့အစိတ်ပိုင်းတွေပါတာပေါ့နော် okay ပုံလေးနဲ့ကြည့်တော့ပိုရှင်းလာပါတော့ဒီမှာ main component system unit ကျွန်တော်တို့ CPU ဆိုတာဒီမှာနော် central processing unit ဆိုရင်ဒီအရင်ပုံကြီးပေါင်းပြီးတော့ခေါ်တာဒါဆိုလို့ရှိရင် monitor ဒါဆိုရင် mouse ပေါ့နော်ဟိုရင်တော့ကြိုးနေတယ်ပေါ့နော်ကြိုးတက်လောင်းနေတယ်လောက်ပါတယ်ခုဆိုရင် wireless mouse တွေပေါ်လာဒါကကြတော့ keyboard ပါဟိုရင်တော့ keyboard တွေလည်းဇာတ်နေဆက်လို့မျိုးဟာကြီးပေါ့နော်ကြောက်ကြီးရှိတယ်အခုဒီမှာ CPU ဆိုတာဒီကောင် monitor ဆိုတာဒီကောင် mouse ဆိုတာလေးကတည်တယ် keyboard ဆိုတာအများစုကတည်တယ်ဒီခက်မှာမစိမ်းတော့ဘူးနော် input output input ဆိုတာကကျွန်တော်တို့ကဒီ keyboard ကနေရိုက်ထည့်မယ်ရိုက်ထည့်လိုက်ရင်ဒီထဲကိုစာရီပေါ်လာတော့နော်အဲ့ဒါက input ဒီမှာဒီ mouse ကနေကျွန်တော် click နှိပ်တယ်မှာ right click နှိပ်မယ်ဆိုရင်ဒါမျိုးပေါ်လာတာဒီ input okay ဒီအဲ့ကိုရဲလေးတွေဟာကိုပြန်ပြပြီးတဲ့ဒီ monitor ရဲ့ကြတော့ output ပေါ့နော်ဒါကလောလောအကျဉ်းနဲ့မှတ်လို့ရမယ် okay ဒီမှာကကြတော့ဒါသေးစိတ်လေးတွေနဲ့ပို့ပြီးတော့ဖြစ်တော့ရှာထားပါပေါ်လာတဲ့တရားပုံပါပဲ okay ကျွန်တော်တို့ကအဲ့ဒီပုံမှန်သုံးတယ်ပါတော့ keyboard ရှိမယ် mouse ရှိမယ် mouse pad တွေခံတော့ပဲပေါ့နော်ဒီ CPU central processing ဒီထဲမှာပါလဲဆိုရင် memory တွေပါတယ် hard disk တွေပါတယ် power supply တွေပါတယ် motherboard ကြီးပါတယ်နော်ချို့ခုနောက်ပိုင်းဟို gaming အတွက်ဆိုရင် fan လာမီလာစင်တာတဲ့ fan တွေအများကြီးပါတယ်ပြီးတော့ရင် UPS ဒီ UPS ကကြတော့ဒါကျွန်တော်တို့ဒီပေါ့နော် UPS ကိုဒီမှာကြိုးကြည့်လိုက် UPS ကဒီကို join ထားတယ်အဓိကကပါလဲဆိုတော့ဒီ UPS ဒီဘာကြောင့်ခံရလဲဟိုကျွန်တော်မီးပြတ်သွားတယ်ဗောနော်မီးကအခုဆို4နာရီလာတယ်4နာရီကြာတဲ့ခါမှာပြတ်သွားတဲ့အချိန်မှာကိုယ့်ရဲ့ကွန်ပျူတာမှာကိုကစာရေးလုပ်နေတာရှိတယ်ပြီးတော့ရင် Facebook မှာ customer တွေနဲ့ပြောနေတာရှိတယ်နောက်အလုပ်တွေပါကွန်ပျူတာမှာအလုပ်တွေလုပ်ထားတယ်အဲ့အလုပ်တွေကိုစိတ်ပြီးတော့ဗောနော်စိတ်ရရှိရစိတ်ပိတ်ပြီး shut down ချလို့ရနိုင်အောင်လို့အဲ့အချိန်လေးရအောင် UPS ကကျွန်တော်တို့ခံထားပြီးတာဗောနော်ဒီကောင်ကဟိုထားတော့မီးပြတ်သွားလို့ GPS ကစက်တိုက်ကြီးဆက်သုံးနေလို့ရမယ်လို့မဆိုဘူးဒီကောင်အများဆုံးခံနိုင်ဝက်ပဲအဲ့လောက်ပဲသုံးလို့ကောင်းတယ်ပေါ့သူ့မှာပါတဲ့ battery လေးကအရင်မခံဘူးပြီးတော့ဒီကောင်နေဆွဲတဲ့ပုံပါကလည်းများတယ်ပေါ့နော်
Okay ဒါဆိုရင်ဒီမှာခုနတိုင်းပဲ monitor ပါဒါပုံမှန်3နေရခုံမထားရင်3နေရလို့မြင်ရတာပေါ့ဒါတော့အကြမ်းမြင့်လောက်ပဲရှိရပါတော့ Okay ဒါလေးဆက်ကြည့်အောင် Okay ဒီမှာနော်အခုခဏဒီအနေအဟာကြီးကိုတော့မာသာဖို့ပေါ့နော်ဒီမှာဒီ BIOS ဆိုတာက basic input output system သူကဘာလဲလို့ဆိုရင်ဒီ BIOS ကဒီမာသာဖို့ကြီးကို run ပေးတယ်ပေါ့နော်ဒီ BIOS file ကိုတက်လာပြီဆိုလို့ရှိရင်သူကဒီ memory ကိုစစ်တယ်ဒီနော် memory ကိုစစ်တယ် processor ကိုစစ်တယ်အဲ့ဒါမျိုးတွေဟောဖြစ်ပြီးတော့ဟုတ်နော်ဒီမှာသူက CPU ပါမယ် run ဆိုတာ random access memory ပေါ့နော်သူကဒီမှာတစ်ခုပြောပြရတာ random access memory ဆိုတာကကျွန်တော်က memory ကျွန်တော်လုပ်လိုက်တဲ့ဟာကိုကထားပါတော့Google Chrome ဖွင့်ပြီးတော့တခုခုရှာဖို့အတွက် Google Chrome ဖွင့်လိုက်အဲ့ဖွင့်လိုက်တဲ့အချိန်မှာအဲ့ဖွင့်တဲ့ process လေးပေါ့နော်အဲ့ process လေးကိုဒီ memory RAM ပေါ်မှာတင်တာအဲ့ဒါလေးကို run လို့ခေါ်တယ်ဒါကအောက်က hard disk ဆိုတာကြတော့ဒီ hard disk ကကြတော့ကျွန်တော်တို့ဒီ set ထဲမှာထိုးထားပါနော်သူကကျွန်တော်တို့အခုလက်ရှိမြင်နေရတဲ့ OS တွေပါတွေကိုမြင်နေအောင်ထားတာဒီ hard disk ပေါ့နော်ဒီထဲမှာ OSG install လုပ်ထားတယ်အဲ့ဒီလုပ်ထားတဲ့ဟာဟိုမှာသူကတောက်လျှောက်သိမ်းထားတာပေါ့အဲ့ဒီဟာဒီဒါကhard disk ပေါ့နော်ကျိုးရတဲ့ storage ဆိုလို့ရှိရင် RAM နဲ့ hard disk နဲ့အဲ့လိုမျိုးကွဲတာမျိုးလေးတွေဖြစ်မှာဆိုလို့နော် memory ဆိုတာကဒီ set ဖွင့်တော့ခဏသုံးတဲ့ data ခဏတင်သုံးတဲ့ပစ္စည်းသူကပို့ပြီးတော့ performance အရင်မြန်တယ်ဟုတ်ကဲ့ hard disk ကကြတော့ data သိမ်းနေတာပေါ့နော်ကိုယ့်ရဲ့window တင်မယ်ဆိုရင် window ကဘယ်မှာသွားသိမ်းလဲ hard disk မှာပဲသွားသိမ်းတယ်နောက်ရစလို့ရှိရင်အဲ hard disk ပေါ်က file တွေကို memory ပေါ် process တွေ memory ပေါ်တင်ပြီးတော့ကို window စနေတာသူကလုပ်ပေးတယ်ဟုတ်နော်သူကဒီမှာ input output လို့မျိုးခုနဒီဘက်ကနော်ဒါဆိုရင်ဒါ input သွင်းတဲ့ခေါ်တယ်ပေါ့နော်ဒီမှာဒီ keyboard ကနေ input တွေသွင်းတယ် mobile input တွေဒီဘက်မှာ output တွေရှိတယ် monitor ဆိုရင်အခုလိုပြတယ်ပေါ့နော်အခုကျွန်တော်မြင်ရတာကြီးလဲ monitor ကနေပြပေးနေတယ်ဒါကြီးကျွန်တော်တို့ output ပဲ printer ကြောက်ကိုစာရွက်ထုတ်မယ်ပေါ့နော်ကျုပ်ဟို fax ပေါ့နော်ဟိုရင်တော့တယ်လီဖုန်းလိုင်းနဲ့ချိန်ကြတဲ့ fax တွေရှိတယ်အဲ့ဒါကြီး print အဲ့ဒါကြီးကလည်း output ပဲပြီး speaker အတန်ထွက်ပေးနေတယ်ပေါ့နော်အဲ့ဒါကလည်း output ပဲပြီးတခြားဟာတွေရှိအောင်ပဲဒီလိုလေးကြည့်လိုက်မယ်ဆိုရင် Okay ဒါကတော့နော် main bus of a computer တစ်ခုရဲ့အဓိကအစိတ်ပိုင်းတွေပေါ့ Okay ဒီ monitor ကကျွန်တော်တို့သိပြီးသား keyboard ကလည်းသိပြီးသား mouse ကလည်းသိပြီးသား Okay ဒီမှာဟို CPU ဆိုတဲ့အတွင်းပိုင်းပေါ့နော် Central Processing Unit ဆိုတဲ့အတွင်းပိုင်းမှာပါတယ်ကောင်ကဟိုဒီ motherboard ပါမယ်ပြီးသွားရင်ကျွန်တော်ရဲ့ဟို window တွေ data တွေတိတ်ဖို့တဲ့ storage ပါမယ်ဒါ hard disk လို့ခေါ်တယ်ပေါ့နော်ဒီမှာသူက motor နဲ့သွားတယ်နောက်တစ်ခုကကျတော့cooling system ဒါအမှန်တော့ cooling system လို့ဒါရဲ့ power supply ပေါ့နော် power supply ဆိုဒီဘာသာပုံမှာပင်လေးထိုးပြီးအဓိကအစိတ်ပိုင်းတွေကို power ပေးတဲ့အပိုင်းပေါ့ UI က graphic card ဒါအခုနောက်ပိုင်း game ဆော့တဲ့လူတွေဆိုလို့ရှိရင်ဒီ graphic card တွေကိုသူတို့ဒီလိုပုံကြီးပေါ့နော်ကျွန်တော်ဟိုရှိမှပြခဲ့တဲ့ပုံ system ပုံကြီးထဲမှာပဲတခါရေးထည့်လို့ရတယ်ဟုတ်ပြီဒီကောင်ကျ memory ပေါ့နော်ဒီကောင်ကျတော့ laptop RAM တွေပေါ့နည်းသေးလေးက desktop မှာသုံးတဲ့ကောင်ဆိုရင်ရှည်တယ်ပေါ့နော်၄လက်မခွဲ၅လက်မလောက်ရှည်ဒါကအဓိကပါတဲ့အစိတ်ပိုင်းဒီ monitor ကတော့ရှင်းလေးပဲဟိုသူ့ကို HDMI ကြိုးတို့ VGA ကြိုးနဲ့ join လိုက်တာနဲ့သူဒီမလုပ်ပေးဘူးလဲဆိုရင်ကျွန်တော်တို့ join လိုက်တဲ့ဟာပေါ့နော်ကိုက projector က join တာလား laptop ကနေထိုးလိုက်တာလားအဲ့ထိုးလိုက်တဲ့ဟာကိုကျွန်တော် output ပြပေး mouse ကတော့လူတိုင်းမြင်မှုတွေသိရပါတော့okay ဒီထီတော့ရမယ်ထင်တယ်ပေါ့နော် okay နောက်တစ်ဆက်ပါမယ်နော် okay ဒီကောင်ကကြတော့ဒါက brain of computer ပါ central processing unit ဆိုတာလေအသေးသေးပြန်ရှင်းတာသူကကွန်ပျူတာရဲ့အုံနောက်လိုပါပဲဘာလုပ်လဲဆိုရဲစဉ်းစားဆုံးဖြတ်ပြီးတော့မှအလုပ်တွေထိချုပ်ပြီးတော့နော်အခုဆိုရင်ကိုယ်အိုင်10 14ည15ညအဲ့လိုတောက်လျှောက်တွေထွက်နေပေါ့နော်ကိုယ်ရင်တော့ကျတော့ jewel ကိုအဲ့လိုမျိုးဟောအဲ့ခေတ်ကတော့အကောင်းဆုံးပေါ့နော်အဲ့လိုဟာတွေနဲ့တုံးတယ်အခုဆိုရင်ဒီပညာတွေတိုးတက်လာတဲ့ processor ရဲ့ရှည်မြန်လာပြီအဲ့ဒါကcentral processing unit CPU ပေါ့ဒီက CPU ဆိုတဲ့အပိုင်းလေးကိုပြောတာပါဒီဟာလေးပေါ့နော်ဒီပုံထဲတိုင်းဆိုဒီဟာလေးကိုပြောချင်တာပေါ့ Intel ရှိတယ် AMD ရှိတယ်သူမျိုးစားနဲ့သူကောင်းတယ်ပေါ့နော်ကိုသုံးတဲ့ပေါ်မူတည်ပြီးတော့ဟောဖြစ်တာပေါ့ရွေးချယ်လို့ရတယ်နောက်တစ်ခုကခုနပြောတဲ့ random RAM ပေါ့နော် random access memory ဒီကောင်ကဘာလဲဆိုရင်ဒီနော်ဒါဟိုသူ့ရဲ့ definition လေးရှာထားတာပေါ့ random RAM is temporary memory used while the computer is running ပေါ့နော် more RAM means smoother performance ဒီအဓိကပြောကြဒီ memory ကတော့ထားပါတော့အခုဆိုရင်ဟိုရင်တော့ဆိုရင် 4K နဲ့လာတယ်ပေါ့နော်အခုအပြင်မှာကွန်ပျူတာအသစ်တစ်လုံးဝယ်မယ်ဆိုရင်အနည်းဆုံး 8K တော့လာတယ်ဘာဖြစ်လို့လဲဆိုတော့ Windows က
version တွေမြင်လာတဲ့အခါမှာအနည်းဆုံး 8GB မှာ support ပေးလို့ပါဒီ memory ကခုနပြောသလိုပဲကျွန်တော်တို့ software လေးတစ်ခုဖွင့်လိုက်တယ်ခါတော့ Microsoft Word လေးဖွင့်ပြီးစာရိုက်ဖို့လုပ်တယ်အဲ့ဒီစာရိုက်ဖို့လုပ်တဲ့ဟာတွေကိုသူကဒီပေါ်မှာဒီ memory ပေါ်မှာတင်ပြီးတော့လုပ်ပေးတာပေါ့နော်ကျွန်တော်တို့ကအဲ့မှာ memory save ပါ sorry ဒီ file လေးကို save လိုက်အဲ့ save လိုက်လို့ရှိရင်အဲ့ဒီပေါ်က data တွေကိုစုပြီးတော့သူက hard disk ထဲမှာပေါ့နော်ခုန hard disk ဆိုတဲ့ story တွေမှာသူက save အဲ့လိုမျိုးတွေပေါ့နော်သူကခဏပဲသုံးတာပေါ့ memory များရဲ့ application တွေတိုင်းနဲ့ဖွင့်သုံးရတာဖွင့်သုံးလို့ရပါတယ်နော် computer ပိတ်လိုက်လို့ရှိရင်တော့ဒီ RAM နဲ့ဟာတွေကလုံးဝပျောက်သွားတယ်ဒါအဓိကချက်ပေါ့နော်သူကသူ့ပေါ်မှာတင်ဒီကောင် memory ကထားပါတော့ 16GB ဆိုလို့ရှိရင်တော်တော်လေးအလုပ်ဖြစ်တယ်ပေါ့နော် 16GB ဆိုရင်ကောင်းတယ် 8GB လောက်ဆိုရင်လည်းအလုပ်ဖြစ်တယ်ဒါပေမဲ့အများကြီး run လို့မရဘူးဟို run လို့ရှိရင်တစ်ချက်ထားပြီးတော့ဟိုထစ်တာတို့ဘာလို့ဖြစ်တယ်လဲပေါ့နော်